ကျွန်တော်က Oliver Balak နဲ့ follow လုပ်ပေးကြပါမူးနေတဲ့အမျိုးသမီးတစ်ယောက်ဟာစီမကြီးကိုနမ်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိုးချိုးဟာသူတို့စီကိုတက်တက်ကြီးပစ်ချလိုက်ပါတော့တယ်ဒါပေမဲ့ဒါကအဲ့ဒီအမျိုးသမီးရဲ့အဖြစ်ကြောင့်တော့မဟုတ်ပါဘူးကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့ဖခင်ကသူမအပေါ်အကျဉ်းစားတစ်ခုတိုက်ထားခဲ့လို့ပဲဖြစ်ပါတယ်သူမပထမဆုံးနမ်းတဲ့သူဟာမိုးချိုးပစ်ခံရမှာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့သူမခံစားရသမျှနာကျင်မှုမှန်သမျှကိုအဲ့ဒီလူကထပ်တူထပ်မျှခံစားရမှာဖြစ်ပါတယ်သူမရဲ့ဖခင်ဟာဒီအကြောင်းကိုဆာကြီးရဲ့အိမ်မက်ထဲမှာကိုထင်ပြပြီးပြောပြခဲ့တာပါဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်ကတော့တမီးဖြစ်သူအတွက်တစ်သက်လုံးတကယ်ယုံကြည်အားကိုးထိုက်တဲ့သူကိုရှာဖွေပေးခြင်းလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ခေကြီးစေးရုံမှာနိုးလာတဲ့အခါဒါကိုအိမ်မက်တစ်ခုလိုပဲထင်နေခဲ့ပြီးအလေးနဲ့မထားခဲ့ပါဘူးဆရာဝန်ကလိုက်ကကိုဆွဲဖွင့်လိုက်ပြီးဘေးကုတင်မှာအဲ့ဒီအမျိုးသမီးလဲနေတာကိုမြင်လိုက်ရတဲ့အခါကျမှသူကအခန်းပြောင်းပေးဖို့ချက်ချင်းတောင်းဆိုပါတော့တယ်ဒါပေမဲ့သူမသိတာတစ်ခုကတော့အဲ့ဒီအမျိုးသမီးခံစားရမယ့်နာကျင်မှုတိုင်းကိုသူလိုက်ခံစားရတော့မယ်ဆိုတာပါပဲတခြားတစ်ဖက်မှာတော့ဆရာဝန်ကအဲ့ဒီအမျိုးသမီးကိုဆေးထိုးလိုက်တဲ့အချိန်မှာပဲဆရာကြီးစီမှာဆူဆူရှာရှာနာကျင်မှုတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပါတယ်သူဟာနှစ်ပေါင်းများစွာအာယုံကြောတွေတည်နေခဲ့ပြီးဘာနာကျင်မှုကိုမှမခံစားရတော့တာမို့အခုလိုနာကျင်မှုကိုပြန်ခံစားလိုက်ရတဲ့အတွက်ဆရာဝန်ကချက်ချင်းအပြေးလွှာခေါ်ခိုင်းလိုက်ပါတယ်အစပိုင်းမှာတော့ဒါကမိုးချိုးပစ်ခံရတဲ့တန်းကြောင့်လို့ထင်နေခဲ့ပေမဲ့ဆရာဝန်ကမင်းအော်လိုက်တာကြည့်ရတာအကမင်းစီကိုဝင်သွားသလားအောက်မေ့ရတယ်လို့နောက်ပြောင်လိုက်ပါတယ်ထိုအခါမှရှောကြီးတောင့်ခဲသွားပြီးအိမ်မက်ထဲကဖခင်ဖြစ်သူရဲ့စကားတွေကိုတတိယသွားပါတော့တယ်အဲ့ဒီအမျိုးသမီးတရားရတိုင်းသူ့ဘာနာကျင်မှုခံစားရမှာဖြစ်ကြောင်းအဲ့ဒီတော့မှသူသဘောပေါက်သွားခဲ့တာပါဒါပေမဲ့မိသားစုဝင်တွေရောက်လာတဲ့အချိန်ထိဆရာကြီးကဒါကိုမယုံကြည်နိုင်သေးပါဘူးနောက်ဆုံးအဲ့ဒီအမျိုးသမီးရဲ့စစ်ဆက်ထားသူဖီယွန်ဆေးကသူမကိုလူပုံအလဲမှာပါရိုက်လိုက်တဲ့အခါကျမှပဲဆရာကြီးစီမှာနာကျင်မှုကချက်ချင်းရောက်လာပါတော့တယ်အဲ့ဒီစစ်ဆက်ထားသူကမင်းဆရာကိုအကုန်လျှောက်ပြောတယ်ဟုတ်လားဆိုပြီးဆွဆွဲလိုက်တဲ့အပြင်မနှက်ဖြန်စစ်ဆက်ပွဲကိုမလာရင်သူမနဲ့သူမရဲ့မိခင်မှာအနေရရှိမယ်လို့ချင်းချောက်သွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဂယုမဆိုင်ပဲထိုလူရဲ့မျက်နှာဖုံးအစ်ကိုလူတိုင်းရှိမှဖွင့်ချပစ်မယ်လို့ပြန်လဲကြေညာလိုက်ပါတယ်ဒေါသထွက်သွားတဲ့ထိုလူကသူမကိုနောက်ထပ်တစ်ပါးထက်ရိုက်ပြီးချက်ချင်းထွက်သွားခဲ့ပါတယ်ဆရာကြီးမှာတော့နာကျင်လုံးလို့ဒူးထောက်လဲကျသွားရရှာပါတယ်ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အမျိုးသမီးကတော့ဆရာကြီးကမင်းညကကိစ္စကြောင့်စိတ်ဆိုးနေတယ်လို့ထင်ပြီးသူ့ကိုကတင်ပေါ်ပြန်တွဲပေးကတောင်းပန်တဲ့အနေနဲ့ခေါင်းကိုအောက်ငုံပြီးအပြင်းထန်အယိုအသေးပေးလိုက်ရကနေကတင်ပေါင်နဲ့ခေါင်းနဲ့အမှတ်မထင်စောင့်မိသွားပါတယ်ဆရာကြီးစီမှာနာကျင်မှုလိုက်တစ်ခုချက်ချင်းဖြစ်ပြေးသွားတာမို့သူမကိုဘာမှဆက်မလုပ်ဖို့ချက်ချင်းတားလိုက်ပါတော့တယ်သူထင်နေတာတေချာလားဆိုတာအတီးပြုတ်ဖို့အတွက်သူကအမျိုးသမီးရဲ့ပါးကိုစိတ်ကြည့်လိုက်တဲ့အခါမှာလဲသူ့ကိုယ်သူနာကျင်မှုကိုထပ်တူပြန်ခံစားလိုက်ရပါတယ်အဲ့ဒီတော့မှဆရာကြီးလည်းလုံးဝယုံကြည်သွားပါတော့တယ်မိမိကိုယ်ကိုနာကျင်မှုတန်ကနေကာကွယ်ဖို့အတွက်သူကအဲ့ဒီအမျိုးသမီးကိုသူ့အိမ်ကိုခေါ်လာခဲ့ပါတယ်အမျိုးသမီးကတော့သူစိတ်ဆိုးနေတုန်းပဲလို့ထင်ပြီးတကားကိုအဆက်မပြတ်ခောက်ကခွင့်လွှတ်ဖို့တောင်းပန်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာစီကြီးကအပေါ်ထပ်မှာသူ့တငယ်ချင်းနဲ့ဒီအခြေအနေကိုဆွေးနွေးနေခဲ့ပါတယ်ဒါပေမဲ့သူ့တငယ်ချင်းကတော့ဒါကိုကောင်းတဲ့အချက်လို့မြင်ပါတယ်အကြောင်းကတော့လွန်ခဲ့တဲ့နှစ်အတော်ကြာကဖြစ်ခဲ့တဲ့မတော်တဆမှုကြောင့်ဆရာကြီးဟာနာကျင်မှုအာရုံခံစားနိုင်စွမ်းကိုကလေးရနိုင်တဲ့စွမ်းရည်ပါဆုံးရှုံးခဲ့ရတာမို့အဖိုးဖြစ်သူကအမွေထိန်ပိုင်ခွင့်ကိုသူ့ရဲ့ညီငယ်ထံလွှဲပြောင်းပေးခဲ့လို့ပဲဖြစ်ပါတယ်အခုလိုနာကျင်မှုကိုပြန်လည်ခံစားနိုင်ပြီဆိုရင်တော့သူဟာမိသားစုလုပ်ငန်းကိုအမွေဆက်ခံခွင့်ပြန်ရနိုင်ခြေရှိလာပါပြီ။စီကြီးလည်းချက်ချင်းသဘောတူလိုက်ပေမဲ့ရုတ်တရက်နောက်ထပ်နာကျင်မှုလိုက်တစ်ခုထပ်ရောက်လာပြန်ပါတယ်။သူအောက်ထပ်ကိုအပြေးလွှားဆင်းသွားပြီးအမျိုးသမီးကိုဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။သူမကသူ့ကိုနမ်းကျင်လို့မိုးချိုးပစ်ခံရတဲ့ချိန်စာကြောင့်နာကျင်မှုဖလှယ်တာကိုပြန်ဖြတ်ချင်လို့ဖြစ်မှန်းသိလိုက်ရတဲ့အခါသူကလစ်လူရှုလိုက်ပြီးသူကဖျားနေလို့ကုသမှုခံယူဖို့အတွက်ပဲသူမကိုအနားမှာထားတာပါလို့လိန်ညာလိုက်ပါတယ်ပြီးတော့သူမနဲ့စစ်ဆက်ထားသူရဲ့စစ်ဆက်ပွဲကိုဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းကြေညာပေးခဲ့ပါတယ်သူမကတော့အလွန်ဝမ်းသာသွားပေမဲ့ဖျားကြီးကသူမကိုဘာကြောင့်ကူညီပေးနေတာလဲဆိုတာတွေးလို့မရဖြစ်နေခဲ့ပါတယ်ဒါကိုမြင်တော့ဆရာကြီးကလှည့်ထွက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့စစ်ဆက်ထားသူဟာစစ်ဆက်ပွဲပြတ်သွားပြီဆိုတာကိုကြားတော့အလွန်ဒေါသထွက်သွားပါတယ်ဒါဟာအဲ့ဒီအမျိုးသမီးကဆရာကြီးကိုအကုန်လျှောက်ပြောလိုက်လို့ပဲလို့သိသွားတဲ့အတွက်သူကသူမမိခင်ရဲ့ကုမ္ပဏီစီစီစဉ်နေတဲ့ထောက်ပံ့မှုအရင်းအမြစ်အားလုံးကိုဖျက်တောက်ပစ်လိုက်ရာကုမ္ပဏီရဲ့ရှယ်ယာဈေးကွက်တွေထိုးဆင်းသွားပါတော့တယ်ထိုသတင်းကြောင့်သူမရဲ့မိခင်လည်းလဲကျသွားပြီးစေယုံတင်လိုက်ရပါတယ်။သတင်းကြချင်းအမျိုးသမီးကမိခင်ဖြစ်သူစီဖုန်းဆက်တဲ့အချိန်မှာပဲအဲ့ဒီလူစစ်ဆက်ထားသူဟောင်းကရုတ်တရက်ပေါ်လာပြီးမိခင်ရဲ့အသက်အန္တရာယ်နဲ့ချင်းချောက်ကမနှက်ဖြန်မင်္ဂလာဆောင်ကိုမဖြစ်မနေတက်ရောက်ဖို့ဖိအားပေးပါတော့တယ်။မိခင်အတွက်စိုးရိမ်တာကြောင့်သူမမှာသဘောတူဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလူကသူမရဲ့လက်ထဲမှာရှိတဲ့ memory card ကိုမြင်သွားခဲ့ပါတယ်။အဲ့ဒီကတ်ထဲမှာသူဖောက်ပြန်ထားတဲ့သက်သေအထောက်အထားတွေရှိနေတာပါ။အကြီးကျယ်ဒေါသထွက်သွားတဲ့ထိုလူဟာသူမကိုအမွေဆက်ခံခွင့်ရဖို့အတွက်မတော်တဆမှုတစ်ခုဖန်တီးပြီးအတိတ်တက်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီးသူမကိုစတင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်ကိုက်မှာပဲဆရာကြီးရောက်ရှိလာပြီးသူမကိုဘယ်လိုကဲတင်မလဲ